苏汉阳嘛，都也一个铁波比命plan你比，你家人乱打到买米工位里陪你吧比，这下个被他破阵，都也因阿里阿空公送你比说啦，就那看啥米的，都也第西木个东比，就那的钱衰俾你了吧，路样个这下个碰没压到呢，真干巴到嘞，干家代嘛，苏汉阳也一那个波比都表过路你把起来个嘞，就那龙大个你看他的路一样个拿起你呀吧嘞，就那设备帮你来那不，就那个加过俾你呢，都表过多嘛个几门你来不。ဘေကရောက်လာမှမသိတဲ့တက်တီတွေကကြောက်စိတ်တွေကိုလွှမ်းမိုးသွားခဲ့တယ်။အခန်းတောင်ကလေ့ကျင့်ခန်းလုပ်ဖို့တုံးတဲ့ဒဲအိုးလေးကိုယူပြီးတင်းတင်းဆောက်ကုန်းလိုက်တယ်။အဲ့ဒီအချိန်မှာပဲမိဖို့ကြောင့်တကားကဖွင့်သွားပြီးလူရောင်ကဒေါသကြီးနဲ့ထွက်လာတယ်။သူ့လက်ထဲမှာဓာတ်တစ်ကြောင်းနဲ့ကျွန်တော်ကိုမြင်သွားတဲ့အခါဒီကောင်လေးကတော်တော်အံ့တူချင်နေတာပဲ။ဒီနေ့မင်းတို့ညယောက်လုံးကိုအပြစ်ရှင်းမယ်လို့ပြောပြီးကျွန်တော်စီကိုပြေးဝင်လာခဲ့တယ်။ကျွန်တော်လည်းနောက်မဆုတ်ပဲရှိသမျှအင်အားနဲ့ဒဲအိုးကိုလွှဲပြီးသူ့ခေါင်းကိုရိုက်ချလိုက်တယ်။လူရောင်ချမ်းပင်ပေါ်လဲသွားတဲ့အချိန်မှာပဲစူးဟန်ရန်နဲ့အရိပ်လေးကကျေစင်တို့လိုကွဲအပ်ပြီးလေထဲမှာလုံးဝပျောက်ကွယ်သွားပါတော့တယ်။သူတကယ်ပဲထွက်သွားပါပြီကျွန်တော်ခြေနားကိုစာရွက်လေးတစ်ခုဝဲကြလာတယ်အရင်လိုပဲသွေးဆွဲတဲ့စာရွက်လေးပဲမဲ့ဒီတခါတော့နူးညံ့သွေးတွေနဲ့ပြည့်နေပါတယ်ကာကွယ်ခအသက်ဒီတခါတော့ငါပဲပေးလိုက်ပါတယ်ကျွန်တော်မှအားတွေကုံဆုံးသွားပြီးဒဲအိုးကလည်းလက်ထဲကနေလွတ်ကျသွားဟဲ့တယ်ကျွန်တော်ချမ်းဖင်ပေါ်မှာဒူးထောက်ထိုင်ပြီးအဲ့ဒီစာရွက်လေးကိုကြည့်ပြီးအတန်မထွန်းနိုင်အောင်ငိုကြွေးနေမိပါတော့တယ်ရဲခန့်တွေအချက်လက်အတန်တွေနီးလာတယ်ကျွန်တော်လွတ်မြောက်သွားခဲ့ပြီဒါပေမဲ့ကျွန်တော်ကဘာကြီးကတော့ဟာလဟင်းလင်းဖြစ်သွားပါပြီရဲတွေကတတိလစ်နေတဲ့လူရောင်ကိုဖမ်းဆီးသွားခဲ့တယ်ကျွန်တော်ဖုန်းထဲမှာအတန်ဖန်ယူမှတ်တမ်းတွေကင်မရာမှတ်တမ်းတွေကလူရောင်ရဲ့အပစ်ကိုဖော်ပြဖို့ငင်းမရတဲ့တပ်တွေဖြစ်လာခဲ့တယ်။စစ်ဆေးရတဲ့မှာရဲမကိုကျွန်တော်ဇလန်းအဆုံးဖြိုးပြခဲ့ပေမဲ့စူးဟန်ရန်ရှိနေတဲ့အကြောင်းကိုတော့ခြံထားခဲ့တယ်။ဒီအိမ်မှာတခုခုဆိုကြို့ကျအချက်လက် system တွေရှိနေတယ်ဆိုတာမျိုးခံစားရတယ်လို့ပြောလိုက်တယ်။မိဖို့ကြောင့်တကားပိတ်သွားလို့အချိန်ရပြီးပြန်ခုခံနိုင်ခဲ့တာဖြစ်တယ်။အရင်အိမ်ရှင်ကကျွန်တော်ကိုကာကွယ်ပေးတာဖြစ်နိုင်တယ်လို့ပြောလိုက်တယ်။ရဲတွေကလည်းလူရောင်ရဲ့ဖုန်းမှတ်တမ်းတွေဗန်စရင်တွေကိုစစ်ဆေးတဲ့အခါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစူးဟန်ရန်ရဲ့ပတ်စံတွေကိုအလွဲသုံးစားပြီးလူတက်ခဲ့တဲ့အမှန်တရားတွေပေါ်လာခဲ့တယ်။လူရောင်ကလူတက်ပြီးနောက်အိမ်ချင်းဒီအကျိုးဆောင်အဖြစ်လုပ်နေတာသူငှားထားတဲ့လူတွေတဲလွန်စီရှားတွေ့မှာကိုစိုးရင်ဒီစောင့်ကြည့်နေတာပါကျွန်တော်စူးဟန်ရန်နဲ့ပတ်သက်တာတခုခုတီးသွားပြီလို့ထင်တဲ့အခါမှာတော့အရင်နီးလဲဟောင်းတဲ့အတိုင်းပဲလူတက်ဖို့ကြံစီခဲ့တာပါရက်တနေကဒီလူတက်မှုဟောင်းကြီးပေါ်ပေါက်သွားတဲ့အကြောင်းသတင်းတွေမှာပါလာခဲ့တယ်စူးဟန်ရန်ရဲ့နာမည်ဟာမတော်တဆတေဆုံးသူဆိုတဲ့ဇလုံးအောက်ကနေလွတ်မြောက်ပြီးတရားမျှတခြင်းရသွားပါပြီကျွန်တော်အဲ့ဒီအိမ်လေးကိုပြန်လာခဲ့တယ်တကားကိုဖွင့်လိုက်တဲ့အခါမှာအိမ်ထဲမှာတန်ရှင်းတက်ရက်နေပြီးနေရောင်ကြီးတွေဖျားကျနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်ထွက်သွားခင်ကအတိုင်းပဲဘာမှမပြောင်းလဲပဲရှိနေတုန်းပါပဲစာအုပ်တွေချမ်းပြင်တွေမိဖို့ကြောင့်ကပစ္စည်းတွေအစသူ့ရဲ့လက်ရတဲ့အတိုင်းပါပဲဒါပေမဲ့သူမရှိတော့ဘူးဆိုတာကျွန်တော်သိပါတယ်အစားအစာဖိုးခွဲပေးဖို့ရေးထားတဲ့သွေးဆွဲတဲ့စာရွက်လေးတွေနှွေးနှွေးတဲ့မိဖို့ကြောင့်ခအစာရွက်လေးတွေညနဲ့ထန်းကောင်ကကျွန်တော်အဝတ်တွေကိုမိဘူးတိုက်နေတဲ့ဝတ်စုံနဲ့အရင်လေးလဲရှိတော့မှမဟုတ်ပါဘူးကျွန်တော်ပထမဆုံးတစ်ချိန်မှာရင်မွန်းတာတယံထဲထင်နေခြင်းနဲ့ဝမ်းနေခြင်းကိုခံစားလိုက်ရတယ်ကျွန်တော်ဆိုဖာပေါ်မှာထိုင်ပြီးသူ့အမြဲတမ်းထိုင်တတ်တဲ့ခေါင်းအုံလေးကိုဖတ်ပြီးအားရပါရငိုချလိုက်ပါတော့တယ်ငိုလို့ဝသွားတော့သူကတန်ရှင်းတာကိုကြိုက်တဲ့သူထက်တော့ကျွန်တော်လည်းအိမ်ကိုတေးသေးချာချာပြန်လဲသိမ်းဆည်းလိုက်ပါတယ်ကျွန်တော်ဒီအိမ်လေးကိုပြန်ပရာဖြစ်မသွားစေချင်ဘူးစာကြည့်ခန်းကိုရှင်းလင်းနေတော့မှမှတ်စုစာအုပ်အောက်မှာနောက်ထပ်အနက်ရောက်စရင်စာအုပ်တွေကိုတွေ့လိုက်ရတယ်အဲ့ဒါကတူတဲ့ကျွန်တော်ကြားကအကျွေးစရင်စာအုပ်ပါအဲ့ဒီထဲမှာတေးသေးချာချာရေးမှတ်ထားတာကမေလ10ရက်ညစာဖို့တယောက်တစ်ဝက်ရှမ်ဘူယန်25ရွမ်ပေးရန်ရှိမေလ12ရက်ပကံစည်းကနဲ့အမိုက်ပစ်ခရှမ်ဘူယန်15ရွမ်ပေးရန်ရှိတဲ့စာမျက်နှာတွေကိုလှန်ကြည့်ရင်ကျွန်တော်ရဲလဲရဲငိုလဲငိုညင်ပြီးတယ်ဒီကစင်းနဲ့လေးကလေနောက်ဆုံးစာမျက်နှာကိုရောက်တဲ့အခါစုစုပေါင်းအကျွေးပမာဏကိုတွေးရမယ်လို့ထင်ထားပေမဲ့အကျွေးစင်းရင်အစားစာသားတချို့ကိုပဲတွေးလိုက်ရတယ်တက်ရက်လက်ပတဲ့မဲနန်းနဲ့ရေးထားပေမဲ့ကျွန်တော်တစ်ခါမှသတိမထားမိခဲ့တဲ့နူးညံ့မှုတွေပါဝင်နေမိုးရန်ကောင်းကောင်းမွန်မွန်ရှင်းတန်ပါထမင်းမှန်မှန်စားဝငါ့အတွက်စိတ်မပူနဲ့တဲ့အဲ့ဒီစာသားတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်လုံးဝကိုစိတ်မထိန်နိုင်တော့ပဲစာအုပ်လေးကိုပွေးဖတ်ပြီးကဘာကြီးကစွန့်ပစ်လိုက်တဲ့ကလေးတယောက်လိုအော်ဟင်ငိုကြွေးမိပါတော့တယ်အဲ့ဒီနောက်မှာတော့ဘဝကပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်ကျွန်တော်လည်းရုံးခန်းထဲမှာစိတ်သက်ခိုင်မာတဲ့လူကြီးတယောက်လိုဟန်ဆောင်ပြီး